အားလုံးပဲမင်္ဂလာပါခင်ဗျာဂျမ်မီ YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့စကားဆက်ပြီးပြောမှာကတော့ဒီ YMCA ဆမ်မွန်ကကိုတက်ရင်နဲ့ကျဆိုစကောလာကိုရအောင်ယူခဲ့တဲ့ဒီညီမလေးတယောက်နဲ့ကျွန်တော်အင်တာဗျူးမှာပေါ့နော်အရင်ဆုံးညီမလေးရဲ့နာမည်နဲ့ဂျပန်ဘယ်လိုလာခဲ့တယ်လဲဆိုတော့ကိုတခြားပြောပြပေးလို့ရညီမနာမည်ကတော့ရွှေရွှေရီပါလက်ရှိအိုဆာကာဝိုင်းစီခုတ်ဆိုင်ဆမ်မွန်ကကိုမှာbusiness visa ဒုတိယနှစ်တက်နေပါတယ်ဂျပန်ရောက်တာ2023ဆယ်လာပိုင်းပေါ့နော်ကိုကြားထားတာဒီညီမဒီဂျပန်မလာခင်တည်းကအမ်ဝမ်အောင်ခဲ့တယ်လို့ကြားတယ်ကွာအမ်ဝမ်အောင်ပြီးတော့ဒီ YMCA ကိုဘယ်လိုမျိုးရှောက်ပြစ်ခဲ့တာလဲအဲ့ဒါမျိုးတစ်ချက်ပြောပြပေးလို့ရထမကတော့အိုဆာကာမှာရှိတဲ့ YMCA language school ပဲရှောက်တာပေါ့နော်ဒါပေမဲ့ language school interview ဖြစ်နေတော့မှအနာဂတ်အိမ်မက်ပေါ့နော်မေးတော့နောက်ပိုင်းမှာ business ဆက်တင်ခြင်းပေါ့ဟုတ်တာပေါ့အဲ့မှာအိုဆာကာမှာပဲသူတို့ YMCA ဖွင့်လာတဲ့ business ရင်းဖို့ကရှိရပေါ့အဲ့မှာတက်မလားပေါ့အဲ့မှာမေးတော့ interview သွင်းပေးမှာပေါ့ interview ဖြေမလားဆိုပြီးဖြေလိုက်နေ interview ဖြေနေအောင်သွားပေါ့နော်ဟုတ်ပါတယ်ပေါ့အဲ့လိုမျိုးဒီဒါညီမတခုထူးခြားတာကမျိုး language school ကိုလာမဟုတ်ပဲနဲ့ဆမ်မွန်ကကိုတိုက်လာတယ်ကွာဆမ်မွန်ကကိုညီမတိုက်လာတဲ့အတွက် language school နဲ့ဘယ်လိုကွာဟချက်တွေရှိတယ်ညီမဘယ်လိုမျိုးအခက်အခဲတွေရှိခဲ့တယ်အဲ့ဒါကိုပြောပြပေးလို့ရညီမကရောက်ချင်းကအကုန်လုံးတငယ်ချင်းတွေအကုန်လုံးကနိုင်ငံခြားသားတွေမြန်မာတွေအကုန်လုံးကဂျပန်မှာတစ်နှစ်လောက်ကအတွေ့အကြုံရှိပြီသားဟုတ်တာပေါ့ကိုကဒီတိုင်းရုံးချက်ကြီးရောက်သွားဆိုတော့လေကိုကိုလည်းအဲ့လိုမထင်ကြဘူးပေါ့နော်ရောက်ချင်းတော့ဒီတိုင်းဂျပန်မှာအတွေ့အကြုံရှိသွားလို့တစ်ခါလေးနားမလဲတာပဲရှိရပေါ့နော်ရောက်ချင်းရောက်ကရုံသွားတာတော့ပါလို့ပေါ့နော်အဲ့ကြရင်ဆရာမတွေရောတငယ်ချင်းတွေအကုန်ကုန်ယူရဲ့အကြောင်းကြီးသွားတာမှန်တယ်ကျောင်းကြီးပဲပေါ့နော်ဆောင်းကလူတွေကအရင်တော့ကောင်းတော့အဆင်ပြေပါတယ်အဲ့လိုမျိုးကာချာရှော့တွေပါရောရှိခဲ့တာရောရှိခဲ့သူတို့ပြောတာတွေကိုနားမလဲသူတို့ဘာပြောမှန်းဒီရောက်ချင်းဆိုတော့ကွာဘယ်တော့ပဲဂျပန်ကတော်တော်ကွာဒီအိုဆာကာပန်းပါညာရှိအဲ့တော့နည်းနည်းလေးတော့ခက်ခဲခဲ့မှာကွာအဲ့လိုခက်ခဲတယ်ဒီမှာလေးမှရှိခဲ့တယ်အချိန်ပိုင်းလုံးမှာတော့ရှိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့သူနေသားကြသွားတဲ့ခါကျတော့အေးဆေးဖြစ်သွားတယ်ပေါ့နော်နောက်ပြီးတော့လေဒီညီမမြန်မာပြည်မှာပဲတဲကဘာကြောင့် YMCA ကိုရွေးချယ်ခဲ့တာလဲအကြောင်းတွေအများကြီးရှိတယ်ကွာဥစားကမှာလည်းဟို language တွေအများကြီးရှိတယ်တဲ့အထဲမှာဘာကြောင့် YMCA ကိုရွေးချယ်ခဲ့ရလဲအဲ့ဒါကို YMCA ကိုရွေးချယ်ခဲ့တဲ့ပုံလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ပြောပြပေးလို့ရYMCA ကဘယ်လိုပြောမလဲ volunteer တွေခါစလို့ရတယ်ပေါ့နော်ဒီမှာဒီက volunteer တွေလုပ်ပြီး scholarship တွေလုပ်ပြီးထားတော့ဒီမှာဟုတ်တာပေါ့ volunteer တွေမျိုးအခုလည်းလုပ်တယ်ပေါ့နော်ဆရာမအဲ့ကြောင့်လို့ရေးပြတာတာနော်အခုကြတော့ညီမကဘယ်လိုမျိုး volunteer တွေညီမအပေါင်းဝင်ဆင်နွှဲခဲ့ပူပြီးလဲအဲ့ဒါပြောပြပေးလို့ရ YMCA မှာဘယ်လိုမျိုး volunteer တွေရှိလဲအဲ့ဒါကကျောင်းစင်း volunteer တွေလည်းရှိရပါတော့ committee ကျောင်းတွင်းပြောပွဲရှင်ပွဲတွေလည်း committee တွေပါတယ်ပြောကျောင်းရဲ့ open campus တွေပါတယ်မြန်မာတွေအလားများညီမကျောင်းမြန်မာတွေလည်းအများကြီးပဲပေါ့နော်အဲ့မှာမြန်မာတွေလာရင်ကိုပြီးတော့စားဆန်ဖြစ်ရအောင်လုပ်ပေးအပြင်ကကျတော့ YMCA တန်းသားရှိရလေlanguage ဆိုလည်းမဟုတ်ဘူးအကောင်လုံးကြည့်တော့အဲ့ဟာတွေမှာ YMCA ကလူတွေနဲ့အဲ့အဖွဲ့အစည်းမှာဝင်ပြီးတော့ဆွေးနွေးရတယ်ကိုယ်နေတယ်ပေါ့အခုညီမကဒီဟိုရှော့ကောက်ခင်ရတာလို့ကြားတယ်ကွာအခုညီမရတဲ့ရှော့ကောက်ခင်ကဘယ်လိုရှော့ကောက်ခင်အခုကဂျေဆုစကောလာရှစ်အဲ့ဒါအရင်ဆုံးဂျေဆုစကောလာရှောက်တဲ့ပုံမပြောခင်ညီမဂျပန်စာပေါ့နော်ဂျပန်စာကိုညီမဟိုမျိုးတနေ့တွင်လည်းညီမအန်တူထိအောင်ညီမလုပ်ခဲ့လို့ကိုကြားတယ်ကွာအန်တူကိုလည်းညီမအမပြင်းနဲ့အောင်ခဲ့လို့ကိုကြားအဲ့ဒါဘယ်လိုပုံစံမျိုးညီမဂျပန်စာကိုလေ့လာခဲ့တယ်ညီမရဲ့လေ့လာပုံလေ့လာနည်းနဲ့စာမှတ်ပုံမှန်မျိုးချက်တော့ပြောပြပေးလို့ရအောင်မသိဘူးဂျပန်စာကမြန်မာမှာတနေ့လောက်လုပ်ခဲ့ပါတော့စစတင် native speaker နဲ့တင်ခဲ့ပေါ့မြန်မာမှာ Suzuki ဆန်းဆဲဆိုပြီးဂျပန်စာဆရာနဲ့တင်ခဲ့အဲ့မှာဂျပန်စာတင်နဲ့ anime ကြည့်ရပေါ့နော်အချိန်တိုင်း anime ကြည့်နေတယ်anime YouTube သွားတယ်ဗော anime YouTube တော့အချိန်တိုင်း anime ကြည့်တော့အဲ့ဒါလုံးဝစာမှတ်ရတာပူပြီးတော့လွယ်ကူတယ်ဗောဒါညီမတို့ပေါ့နော်ဒီတော့အကြောင်းလေးပိတ်ထားဆိုအားတိုင်း anime ကြည့်လိုက်ဂျပန်စာလုံးလိုက်အဲ့ဒါညီမအမှတ်ပြ180တန်းရပါတယ်ပထမဆုံးခောက်ဖြေတဲ့တန်းရဘယ်နှအန်တို့ဘယ်နှခေါက်တော့ဖြေတစ်ခေါက်လေအမှတ်ပြ180တန်းရအဲ့ဒါပြီးတော့အမောင်းထက်ကြုံတယ်တန်းအောင်တယ်တော်လိုက်ရနော်ဟုတ်ပြီဒါဆိုတော့ဒီညီမအခုကဒီ YMCA ဆမ်မွန်ကမှာတက်နေတဲ့ဒီ Jesso Scholar ကိုညီမဘလူးပုံစံမျိုးနဲ့ရှောက်ခဲ့တာလေပြီးတော့ဒီ Jesso Scholar ကတလားကိုဘယ်လောက်ရလဲအဲ့ဒါကိုပြောပြပေးပါဆယ်လပိုင်းနောက်30လပိုင်းရောက်တာပေါ့နော်
အကြောင်းမှာ first semester တက်ပြီးတော့၄လပိုင်းကျတော့ဒုတိယ second semester ပေါ့နော် ဟုတ် အဲ့မှာ၄လပိုင်း scholarship တွေခေါ်တော့အကြောင်းမှာ၄မျိုးလောက်ပဲရှိရပေါ့နော် scholarship က YNG scholarship လည်းရှိရယ် Jesus scholarship လည်းရှိရယ်အဲ့မှာကသူကပြီးခဲ့တဲ့ first semester ကစိတ်ကြီး80ကြီးတွေဆိုရယ်ဟို volunteer ခါစလို့လုံးမလုံးရအဲ့ဒါတွေကြည့်ပြီးတော့သူကပေးရပေါ့နော် ဟုတ် အဲ့မှာဆရာမတွေကကျေဆိုကတော့ဆရာမတွေကတော့ comment ပေးပြီးတော့ဒီလိုပြောရပါအဲ့လို comment ပေးနေရသွားပေါ့ဘာမှမရှာ ဘာမှသူညီမအနေနဲ့လောက်ကြမလို့ ကုံကြောင်းရမယ် ကျောင်းရမယ်ကုန်လုပ်ပေးရအောင်နော်အဲ့ကျဆိုတော့ညီမတချောင်းလုံးမှာဘယ်နှစ်ယောက်ပေးလဲညီမတို့ကျောင်းအောင်ကြာ နှစ်ယောက် နှစ်ယောက်ပဲပေးတယ် တစ်ဖြက်ကိုနှစ်ယောက်ဘာလို့အတန်းမှာဟိုတယ်တယောက်ညီမ business က နှစ်ယောက်ပဲရတာပေါ့နော်အဲ့တခြားဟို YMCA scholar နဲ့ Jesus scholar ဘယ်ဟာငွေမောက်ပိုများတယ်မသိဘူး Jesus scholar ကတစ်လကို4800နဲ့12လစက်တိုက်ရတစ်နှစ်YC scholar က3000ဟိုမှ10လရပြီးရင်2000ဟိုမှ5လရပေါ့အမျိုးမျိုးရှိ မျိုးလို့ရှိရင်ဒါပေမဲ့ Jesus ကတော့ပိုများမှာပေါ့နော်အခုရောညီမဒီဆမ်မွန်ကကိုကဆိုဆူကျော်ဖြစ်သွားရင်ညီမဘယ်လိုညီမရဲ့ပညာရေးလမ်းကြောင်းဘယ်လိုဆက်လို့ရှင်းကားကိုဘယ်လိုဆက်သွားမလဲအဲ့ဒါပြောပြပေးလို့ရ ကျောင်းမှာရှင်းကားကုနဲ့ရှုပ်ကိုလည်းရှိတယ်ရှင်းကားကုဆက်ပါ ရှင်းကားဆက် အဲ့မှာတိုင်းကခုကျောင်းနဲ့ချိန်တိုင်းတိုင်းကောက်လည်းရှိတယ်အဲ့မှာကဟန်ယူဆဲအနေနဲ့တတိယနေ့ကနေစပြီးတက်လို့ဟုတ်ကဲ့တတိယနေ့ကနေဆက်ချင်တယ်ဒါပေမဲ့မေဂျာကတော့ကိုတင်ထားတဲ့မေဂျာနဲ့ကြာအခု business ဆိုညီမ business ပဲပြန်သွားအောင်တခြားကတော့ယူလို့မရဘူးပေါ့နော်အခုညီမဒီဆမ်မွန်ကကိုမှာအခု business တက်တယ် business မှာကဘယ်လိုမျိုးဘာတွေတင်ရလဲနောက်တော့ကျောင်းရဲ့တက်တဲ့အချိန်တွေရောဘယ်နှနာနေတက်ကြတယ်မှာအဲ့ဒါကိုပြောပြပေးဗျာ ဒီကျောင်းကတော့လည်းမနက်9နာရီကနေပြီးတော့ညနေ4နာရီ40လောက်ထိနေရတဲ့အကြောင်းဟုတ်ဒါပေမဲ့တချို့ရက်တွေက3နာရီ40ဆင်းနေရလည်းရှိတယ်ပေါ့နော်ဈာထဲမှာတော့အခိကြီးကန်1နာရီ2နာရီရှိဟုတ်တင်တာကတော့ဂျပန်သားလည်းတင်တယ်ဂျပန်သားအန်ဒူအောင်မအောင်သေးရဲ့သူတွေတော့ GMA တွေတိုင်းစားပုံနဲ့တင်တယ်အဲ့ဒါအောင်သွားပြီးရင် business communication လို့ PGD လို့အင်္ဂလိပ်စာလည်းတားတယ်အင်္ဂလိပ်စာတိုးဒုတိယနေ့မှာဆိုရင်တိုးဖြေဖို့အတွက်တိုးအတန်းတင်တယ်ဟုတ်ပြီးရင်ကွန်ပျူတာတိုက်ပင်တင်တယ် Word Excel PowerPoint တင်တယ်ဟောဒါရှင်းရဖို့ဝင်မဲ့လူကြောက်တယ်မရှိမပြည့်တဲ့အရေးချင်းတွေပေါ့နော် business နဲ့ဆိုင်တာကြတော့user union တွေ marketing တွေ KA တိုင်ရောလို့တဲ့ခက်ဘယ်လိုလဲခက်တယ်လို့ခံစားရတာဘယ်လိုလဲလွယ်လို့ခံစားရတာပုံမှာပဲလားဘယ်လိုမဟုတ်ဘူးလွယ်တော့မလွယ်ဘူးနော်ကိုပါစိတ်ဝင်စားလို့user union တွေပါတယ်စိတ်ဝင်စားလို့ကောင်းညီမအနေနဲ့ဒီဟိုစွစွကျော်ကဘယ်တော့ဖြစ်မှာတော့ဒီလိုကြဒီဝိုင်းကျော်ကဒီနေ့ဆက်တာပါဆက်လာမဖြစ်မယ်အခုဟို Jesus scholar ဒီနေ့၄လပိုင်းကြီးရခဲ့တာပေါ့နော်ဒီ2024ခုနှစ်၄လပိုင်းကနေဒီဘက်2025ခုနှစ်၄လပိုင်းဒီတနစ်စာတာပေါ့နော်တနစ်စာတော့ဒီလောက်4800နဲ့ AACC ပဲအဲ့လိုမျိုးငယ်ရွေးအဲ့လိုမျိုး Jesus scholar ရှောက်ချင်တဲ့သူတွေကိုညီမအနေနဲ့ဘယ်လိုပုံစံမျိုးအကြံပေးခြင်းလဲကိုယ့်ဘက်ကဘယ်လိုမျိုးအရေးချင်းတွေကိုရအောင်လုပ်ထားမလဲပြင်ဆင်တင်တာလေးတွေပေါ့နော်အဲ့ဒါညီမအတွေ့အကြုံရှိတဲ့ကြောင်နေညီမကိုပြောပေးစေချင်တယ်ပေါ့နော်Jesus scholarship ကမြန်မာနေလာခြင်းကတော့မပေးရဘူးဂျပန်မှာအနည်းဆုံး6 semester တခုပြီးသွားရင်8 semester ရဲ့ result ရဲ့ attendance ရဲ့ပြီး volunteer တွေပါလုံးလို့ကြည့်ရပါဘူးဟုတ်ကြောင်းအဲ့တော့ကျောင်းဝင်မှန်တက်ပေါ့နော်ကျောင်းဝင်မှန်တက်စာလေးကအလုံးမခတ်ပါဘူးကျောင်းဝင်မှန်တက်ဟုတ်ပြီနောက်ပြီးတော့ volunteer လုပ်ရမယ်အကြောင်းရဲ့ volunteer တွေပါတယ် YMC ကတည့်တဲ့အတိုင်းသူကပရာဟိတအကြောင်းဆိုတော့ volunteer ကိုသူကဦးစားပေးတယ်ကျောင်းမှာတက်ရမယ် volunteer ပါရမယ်80ကြီးပြေးရမယ်အဲ့ဒါပြင်ကိုလည်းစားရတယ်တော်ရမယ်စားရောဘယ်လောက်နေထားလို့ဆိုအဆင်ပြေတယ်စားတိုင်းတော်နေရမှာလားပုံမှန်တော့ဆိုရပါတယ်စားလောက်မို့သူက80ကြီးပြီးစကြည့်80ပြီးစကြည့်အော်စား60ကြီးတိုက်တောင်းရဟုတ်အဲ့ပြီးတော့ဂျပန်သားလည်းပဲတက်မှတ်ထားလိုက်အဲ့လိုတော့မတက်ပါမတက်မှတ်ထားဘူးကြည့်ဟုတ်တယ်ဝိုင်းစီကောင်းတဲ့လူကဘယ်လိုရမလဲဒီလူကဘလောက်အောင်ပြီးဆိုတော့မကြည့်ဘူးကျောင်းလေးတိုက်လို့ကျောင်းရဲ့ result တွေပဲကြည့်ကိုသိသွားပြီဒီ Jesu ကတတ်မှတ်ထားတာမဟုတ်ဘဲနဲ့ Jesu ကနေတော့ YMC ကိုတောင်းတယ်ကွာဒီကျောင်းက2ယောက်ခေါ်မယ်2ယောက်ခေါ်လို့တောင်းတဲ့ခါကျရင် YMC ကနေပြီးတော့ဂျပန်သားလည်းပဲမတတ်မှတ်ထားဘူးအကိုတို့ခုနပြောတဲ့အချက်ကိုပဲကြည့်မယ်ကြည့်ပြီးတော့သူရဲ့ဆွေးစံကြော်ရတဲ့သူကဒီ scholar ရမယ်အဲ့လိုပေါ့ကျောင်းက recommend လုပ်ပြီးသူကလည်းပြန်ရွေးမှာပေါ့အဲ့လိုပေါ့လေလားဟုတ်အဓိကကျောင်းကရွေးပြရမှာနော်ကိုကလည်းဘာမှရှောက်စရာမလိုကျောင်းကလုပ်ပြီးဒါကတော့ဒီညီမအနေနဲ့အခု
ဆမ်မွန်နဲ့ဒိုင်းကောက်ကိုမျိုးရွေးချယ်ဆိုညီမဘယ်ဟာကိုရွေးချယ်ခြင်းညီမအခုကဆမ်မွန်တက်ပြီးသွားပြီကွာအခုကဒိုင်းကောက်ကိုဆက်တက်မယ်ကွာအခုနေညီမအနေနဲ့ကွာဒီမှာ language school ပြီးတယ်ကွာပြီးတော့ဆမ်မွန်သွားမလားဒိုင်းကောက်ကိုသွားမလားဝေဝါးနေသူတွေရှိမယ်ကွာအဲ့လိုလူတွေအတွက်ညီမဘယ်ဟာကိုမျိုးဟွာဖြစ်ခြင်းလဲ recommend လုပ်ခြင်းလဲကွာအဲ့ဒါကိုတစ်ချက်ပြောပြရပေးကြဆမ်မွန်ကကို recommend ပေးပါလို့လား ညီမအနေနဲ့ကတော့ဆမ်မွန်ကောက်ကို recommend ပေးဘာကြောင့် recommend ပေးလဲဆမ်မွန်ကကိုကဒိုင်းကောက်ကိုနဲ့ဆိုင်တော့အရန်လူမများဘူး လူမများဘူး ငါဝီးရတော့များဆရာမတွေကလည်း YNC ကတော့ထူးတယ်နော်ဆရာမတွေကအရန်ရဆန်းရှိပြတယ်နော်သူကအသေးစိတ်ကစားပြီးဆိုင်သူဘာပဲနေနေစိုးတန်းလုပ်ရတယ်သူတို့ ਨੇ ဟုတ်အဲ့တော့ကောင်းတယ်ညီမအနေနဲ့ကတော့ဒီအခုကဟိုဆမ်မွန်ကောက်ကိုပေါ့နော်ဆမ်မွန်ကောက်ကိုမှသူပြ YMC ပေါ့နော်ဘာကြောင့်လဲဆို YMC အားသဘောကောင်းတဲ့အကြောင်းသားလေးပေါ်မှာရာဇာကြီးဖြစ်တယ်ပေါ့နော်ဆရာလေးပါလေးမလိုက်နိုင်ဘူးဆိုရင်တော့ဆရာမတွေကကူပေးကူလုပ်ပေးတာကူလုပ်ပေးတော့ကူပေးရပါတော့တရားမတရားဟုတ်တာနောက်ပြီးတော့အခုဒိုင်းကားကိုဒီမှာဆက်တက်တော့မယ်ကွာအဲ့ဒါရောဘယ်လိုခံစားချက်မျိုးဖြစ်ပေါ်အခုလုံးဝဟိုဆမ်မွန်ကောက်ကိုကနေပြီးတော့ဒိုင်းကားကိုပြောင်းသွားမယ်ဆိုတော့ကိုယ့်ဘက်ကဘယ်လိုပုံစံမျိုးရင်ထဲကဘယ်လိုခံစားနည်းနည်းတော့ကျင်းလူညီတဲ့နယ်ပယ်မှာစိန်ခွာမှာဆိုတော့နော်ကျောင်းဆက်တက်မယ်ဆိုရင်တော့သူကအကျောင်းဆက်တက်တာလည်းအဲ့လိုပဲ YNC က Solution Job recommend ထုတ်ပေးပါတက်လို့ရဟုတ်အဲ့တော့သူတို့ထုတ်ပေးရအောင်လေကိုကသူစက်ကြီးလို့ဆိုကောင်းထားဟုတ်တာအဲ့လိုမျိုးတက်ရင်ရော scholar တွေပါရောရှိသေးလားအဲ့ဒါတော့ဒါကကူကျောင်းပေါ်မူတည်မှာပေါ့နော်ဟုတ်တာအခုလိုမျိုးအချိန်ပေးဖြေချပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ